သူတို့ဟာနေမာနဲ့သူ့ဖခင်ကိုစပိန်နိုင်ငံမက်ဒရစ်မြို့စီလေယာဉ်နဲ့ခေါ်ဆောင်သွားခဲ့ကြပါတယ်။အဲ့ဒီမှာနေမာဟာရိုနယ်ဒို၊ရိုဘီညို၊ဘခန်းနဲ့ဇီဒန်တို့လိုမက်ဒရစ်ရဲ့ကမ္ဘာကျော်စူပါစတာကစားသမားကြီးတွေကိုရောမက်ဒရစ်ရဲ့ကမ္ဘာအဆင့်မီလေဂျင်ဟေကွင်းတွေကိုပါမြင်တွေ့ခွင့်ရခဲ့ပါတယ်။ဒီလိုအခြေအနေမျိုးဟာဘယ်လိုကလေးမျိုးကိုမှဆိုမက်ဒရစ်မှာကစားဖို့ဆွဲဆောင်နိုင်မှာအသေးချပါပဲ။ဒါပေမဲ့နေမာအတွက်တော့သူ့ရဲ့နှလုံးသားကအဲ့ဒီမှာရှိမနေခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့သူဟာအိမ်ကိုအရန်လွမ်းနေလို့ပါနေမာဟာသူနဲ့အတူကြီးပင်းလာခဲ့တဲ့တငယ်ချင်းတွေကိုလွမ်းဆွနေပြီးသူတို့နဲ့အတူရင်းနှီးပြီးသားမြေပြင်းပေါ်မှာဘောလုံးကစားခြင်းခဲ့တာပါဒါကြောင့်ပဲသူဟာအိမ်ပြန်ခြင်းခဲ့ပါတယ်ဒါပေမဲ့သူ့ဖခင်ကတော့သူ့သားရဲ့အနာဂတ်ဟာဒီအခွင့်အရေးပေါ်မှာမူတည်နေတယ်ဆိုတာသိထားတဲ့အတွက်ဒီလိုအခွင့်အရေးမျိုးကိုအလွယ်တကူအဆုံးရှုံးမခံနိုင်ခဲ့ပါဘူးဒါကြောင့်နေမာရဲ့ဖခင်ကအပြေရှားပေးခဲ့ပါတယ်သူကဆန်တိုစ်အသင်းကိုမက်ဒရစ်ရဲ့ကန်လန်းချက်မျိုးနဲ့တန်တူထိအောင်စ조사ပေးဖို့ပြောပြီးအဲ့ဒီလိုဆိုရင်နေမာဟာအသင်းမှာဆက်နေမယ်လို့ဆိုခဲ့ပါတယ်ဆန်တိုစ်ဘက်ကလည်းအဲ့ဒီအတိုင်းလှုပ်ဆောင်ပေးခဲ့တဲ့အခါမှာတော့နေမာဟာကမ္ဘာအကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်လာဖို့တရားဝင်လမ်းစာပွင့်သွားပါပြီဆန်တိုစ်မှာရှိနေစဉ်အတွက်သူဟာအစွမ်းကုန်ခြေစွမ်းပြဖို့ဆုံးဖြတ်ထားတယ်ပါတယ်တပတ်ပြီးတပတ်နေမာဟာဘောလုံးဆွဲပြေးလာကအစဂိုးသွင်းတာဂိုးဖန်တီးတာနဲ့နီးပညာပိုင်းတွေအထိပိုမိုတိုးတက်လာခဲ့ပါတယ်သူ့မှာအရာအလုံးပြည့်စုံနေပြီးလူတွေကသူ့ကစားတာကိုကြည့်ချင်ကြလွန်းလို့ပွဲတိုင်းမှာလက်မှတ်တွေအကုန်စင်ရောင်းထွက်ထည့်ရပါတယ်။ဆန်တိုစ်လူငယ်အကယ်ဒမီမှာအစွမ်းပြပြီးနောက်မှာတော့နေမာဟာတခြားသူတွေထက်အဆင့်အတန်းတစ်ခုပိုမြင့်နေတယ်ဆိုတာထင်ရှားလာပြီးစီနီယာအသင်းကြီးမှာကစားဖို့အသင့်ရှိနေပါပြီ။ဒါကြောင့်2009ခုနှစ်မှာအသက်18နှစ်အရွယ်နေမာဟာဆန်တိုစ်အသင်းအတွက်ပထမဆုံးပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။အဲ့ဒီပွဲဥထွက်ရာသီမှာပဲသူဟာအားလုံးကိုဆက်လက်အံ့အားသွင်းစေခဲ့ပါတယ်။နေမာဟာ48ပွဲမှာ14ဂိုးအထိသွင်းယူနိုင်ခဲ့ပြီးဒါဟာတော်တော်လေးကောင်းမွန်တဲ့စက်ကျင်တစ်ခုပါဒါပေမဲ့ကမ်ပီယိုနာတိုပေါ်လီစတာပြိုင်ပွဲမှာတော့နေမာဟာ19ပွဲမှာ14ဂိုးအထိသွင်းယူကဆန်တိုစ်အသင်းကိုချန်ပီယံဆုရရှိအောင်ကူညီပေးနိုင်ခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးနေမာဟာယူရောပကခွင်လုံးရဲ့အာရုံစိုက်မှုကိုစတင်ရရှိလာတာပဲဖြစ်ပါတယ်ယခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးသမိုင်းသတင်းလေးတွေကိုနားဆင်ခံစားဖို့ကျွန်တော်ရဲ့အကောင့်လေးကို follow နေထားပါဦးဗျ